ခေါင်းလုံးပေါင်းမီနဲ့ကောင်လေးတွေကိုအများဆုံးတွေ့နိုင်တဲ့နေရာတွေတဲကတစ်ခုကိုပြပါဆိုရင်ဒေသခံတွေရဲ့ခေါ်ရေတကုံမှာလည်းတွေ့နိုင်ပါတယ်။စိုင်းကြိုက်တဲ့မောင်တွေဖြစ်လို့ဆောင်းမော့ရှိမှကွေးနေအောင်ကတာလည်းမြင်တွေ့ရအောင်ပါ။သူတို့လေးတွေဟာစပင်ရှည်ထားတက်ကြသူတွေဖြစ်လို့ဘယ်တော့ဘီးတက်လက်ကိုအမြဲတမ်းဆောင်ထားလေးရှိပါတယ်။ခါမှာချိတ်ထားကြသူတွေရှိသလိုလွယ်အိမ်မှာထည့်ထားကြသူတွေလည်းရှိပါတယ်။ဒါပေမဲ့လေဘင်းမှာချိတ်ထားသူတွေကိုတော့ကျွန်တော်လည်းမတွေ့ဘူးသေးပါဘူး။လုံရင်းရေတကုံဟာဝင်ကြီးမပေးရသလိုရေကူးရင်လည်းမပေးရပါဘူး။ဝင်ကြီးမပေးရဘူးဆိုတိုင်းအမိုက်ပေါက်ကရပြည့်ရင်တော့ဒဏ်ကြေးအနေနဲ့ပတ်စံပေးရနိုင်တယ်လို့ကန်တဲ့ကရေတွေကိုဇွန်းနဲ့ခတ်ထုတ်ခိုင်းတာလည်းပါနိုင်ပါတယ်။မိုးရသည်ဆိုရေကအရန်အေးတာကြောင့်ကိုပဲမြေတို့အနေနဲ့မိမိတို့ရဲ့ပစ္စည်းမပြောက်ပြက်ရလေအောင်ယူဆိုင်ကြပါလို့အကြံပေးပါတယ်။ဆိုင်ကလည်းပျောက်တတ်တာမို့လို့ဂရုတစိုက်ရှိပေးဖို့လည်းတိုက်တွန်းပါတယ်။ရေတကုံမှာလာခိုးတဲ့တခိုးတွေကဂျိုနဲ့မဟုတ်လို့တတိရှိကြပါလို့ပြောချင်ပါတယ်။စိတ်ဝင်စားရင်ကရင်နန်းတော်ဆိုတဲ့နေရာကိုသွားပြီးဆက်စုကြည့်လို့ရပါတယ်။ကရင်နန်းတော်မှာဘယင်ရှိမရှိကရင်ဖြစ်တဲ့ကျွန်တော်လည်းမသိပါဘူး။နောက်ထပ်ဗီဒီယိုတွေထပ်လုပ်ဖို့ခွန်အားပေးတဲ့အနေနဲ့အပန်းမကြည့်ရင် follow လေးနဲ့တွားပေးဖို့တောင်းဆိုပါတယ်